ငယ်ကမပြေဆုံးခဲ့တော့ပိုက်ဆံရှာဖို့ပဲကြံစီခဲ့မိတယ်ဒီလိုနဲ့အသက်အရွယ်တစ်ခုကိုဖြတ်သန်းရင်သက်ပြင်းရှည်တွေချနေမိခဲ့တယ်ဒီလိုနဲ့တနေ့မှခြေဆုံးဖြစ်လို့ထွက်ခဲ့တဘာဝမတူတဲ့လောကတဲ့ဦးကြကြငနဲ့တယောက်ဖြစ်နေဦးကြကြငနဲ့တယောက်ဖြစ်နေလူတကာပေးတဲ့သင်ခန်းစာတွေသင်ယူရင်ချုံမြိန်ခြင်းများရရှိလာစဉ်ပျော်ရွှင်ဖို့ကြောင့်တင်ပျော်ရွှင်ဖို့ချမ်းတော့မှာငါဟာနောက်လည်းမရတဲ့ဖြစ်နေကြုံနေမိငါဟာနောက်လည်းမရတဲ့ဖြစ်နေကြုံနေမိဘဝတွေမျောလင်းခဲ့မိတဲ့ဘဝတွေဘယ်နေရာမှာအတီးချရမလဲရှင်ထဲမှာတွေ့တော့ရင်ပူလောင်နေဘလို့ရှင်းရမယ်အဖြေကိုငါရှာစေအဖြေပဲမလဲအဖြေပဲမလဲတွေ့ဝင်နေတဲ့ဘဝပင်လဲမခုခံနေမြဲပဲခုခံနေမြဲဘာတွေဘယ်နေရာဘမဆုံးသမှာလဲဘယ်မှာဆုံးသမှာလဲ